လေမြတ်တော်လည်းနေဘူးတယ်ဘောတူကိုမွန်ပမာပဲလားနေပါမှာမောသူတို့လည်း6ခန်းထိရောက်ရတာပေါ့6ခန်းညချီပြပြီးတော့တထင်းရသူတို့ပြောပြမထားဘူးလားဒီမှာ6တက်ဆိုကြခန်း9လောက်နေတထင်းမဟုတ်ခန်း9တထင်းကိုယ်တိုင်လည်းဒီမှာ6မှန်းကိုသိတယ်ပေါ့သိရဒီလောက်ကောင်းတဲ့အင်ကြီးကိုနော်ပြစ်ထားတာမင်္ဂလာပါခင်ဗျာကိုမြင်တွေ့နေရတဲ့အိမ်ကြီးอ่ะဆိုလို့ရှိရင်တဲရရန်6တယ်ဆိုပြီးတော့ဒီညီလေးတွေကကျွန်တော်တို့ကိုဆက်သွယ်လာတဲ့အတွက်ကျွန်တော်နဲ့ကိုအန်ဆိုင်းအောင်နဲ့နေ့လည်းပဲလာရောက်လေးလာကြည့်တာလေးပဲဖြစ်ပါတယ်ဒီအိမ်ကြီးကိုပိုင်ဆိုင်ထားတဲ့ထိုင်းတထေးကိုယ်တိုင်ကတဲ6တယ်ဆိုတာကိုပြောတယ်ဗျဒါကြောင့်ပဲသူလည်းမနေပဲနဲ့အခန်းငှားစားတယ်ပေါ့နော်အခန်းငှားလာတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသား3လောက်ထိအချောက်ခံရတယ်လို့လည်းသိရတယ်ဗျနောက်ဆုံးနေသွားတဲ့မွန်တူဆိုလို့ရှိရင်ညာရင်းချင်းပဲထွက်ပြေးသွားလိုက်ရတယ်လို့လည်းသိရတယ်ပေါ့နော်ဒီလိုက်ပြပေးတဲ့ညီလေး3ယောက်ဆိုလို့ရှိရင်နေ့လည်းပဲတော့မှပဲသူတို့ဒီနားကနေဖြတ်သွားဖို့ကြောက်တယ်လို့ပြောတယ်ပေါ့နော်ညဘက်ဆိုလို့ရှိရင်တော့သူတို့ဒီဘက်ကိုမသွားဘူးတဲ့ဒါကြောင့်ကျွန်တော်တို့တငယ်ချင်း2ယောက်နေ့လည်းပဲလာရောက်လေးလာကြည့်တာလေးပဲဖြစ်ပါတယ်ဒီအရင်ကိုကျွန်တော်တို့တငယ်ချင်း2ယောက်ညဘက်လာရောက်အိပ်ပြီးတော့မှရိုက်ကူးမှုလေးလည်းပြုလုပ်မှာပေါ့နော်အဲ့ခါကျရင်လည်းကြည့်ရှုအားပေးကြပါအောင်ခင်ဗျာခုတော့အိမ်ထဲမှာလိုက်ပြီးတော့လေးလာကြည့်အောင်မှာပေါ့နော်
လုံးဝမရတော့ဖွင့်ပြထားနေနေပေါ့နော် နောက်ခုနကဒီအရင်ကခုနကအာနေချက်ကအဲ့ဒါတခုကျွန်တော်တွေ့တယ်တဲ့ တဲ့တူဖို့ အဲ့ဒါဆိုထိုးတော့အဲ့အိမ်ဟိုမှာမလောက်ကောင်း ဒီလိုဆက်လိုက်ပြီးနေတယ်ပြန်ပါလေပြင်ရတာ